နော်တို့ဘယ်လိုနေရမလဲဆရာလာရင်စိတ်ထိုးမယ်ဘယ်လိုနေမလဲဆရာလာစိတ်ထိုးဘယ်လိုနေမလဲဘာကမနေမလဲဘယ်လိုနေမလဲဒီတပတ်ဆယ်တော့မချိုးနဲ့ချိုးနော်တို့ကတော့မချိုးရနော်ခဏကောင်ဟိုကောင်တိုးဆိုရတယ်အဲ့တော့လာကောင်တပတ်ဆယ်တော့ထားလာမယ်နော်လေမိုင်းကတို့လိမ္မာကိုကောင်းချတယ်နာတာဟာတာတာလေးထားဟုတ်တာပဲဆရာစိတ်အိတ်တိုင်းလိမ္မာလေဒီနေ့ကတော့အိမ်မှာရှိတဲ့ပါပီတွေကိုကာကွယ်ဆေးထိုးမှာဖြစ်ပါတယ်ဒီဆရာကတော့ဒီကလေးတွေငယ်ငယ်လေးတွေ45ရက်သားတွေကပေါ့နော်ဒီထိုင်းဘက်ကနေရောက်လာတဲ့ကောဆရာပဲတောက်လျှောက်ကြည်ပေးခဲ့တာပေါ့နော်ဟိုတော့ဆိုလို့ရှိရင်ကာကွယ်ဆေးက6 in 1ထိုးမယ်ဆိုလို့ရှိရင်ဈေးနှုန်းကဘယ်လောက်ပဲရှိလဲဆိုတော့9000ပဲရှိတယ်နော်အခုဆိုလို့ရှိရင်တော့ဒီနေ့ထိုးတာဆိုလို့ရှိရင်6 in 1က9000ခွဲဖြစ်သွားပြီပေါ့နော်အရင်တော့ကတော့အိမ်မှာကအဖွဲလဲတောင်းတယ်ဒီပါပီတွေကအများများတယ်ဒါပေမဲ့အခုဆိုလို့ရှိရင်တော့3កောင်ပဲရှိတော့တယ်အရင်ပါပီတွေလည်းဆုံးသွားတယ်ဒါပေမဲ့သူတို့အနည်းဆုံးတော့10နှစ်တော့သူတို့နေသွားကြတယ်လေအဲ့တော့ဒီဆရာနဲ့ဆိုလို့ရှိရင်တော့ဒါ laboratory ပေါ့နော်ဆရာကလည်းအမြဲတမ်းဘယ်လိုခေါ်မလဲ family doctor ဆိုလို့ဖြစ်နေတော့သူကတော့ဒီတခုဆိုတာနဲ့ဆရာလှမ်းပြီးတော့ခေါ်လိုက်ပြီဆိုရင်မသိတာဆိုလို့ရှိရင်ဖုန်းဆက်မေးလိုက်တာပဲတကယ်သူလာမယ်ဆိုလို့ရှိရင်အမြဲတမ်းလာပြီးတော့တောက်လျှောက်ပေါ့နော်ဆရာနဲ့ဒီကလေးတွေနဲ့နေကကနဲ့ကုသပေးခဲ့တာဖြစ်ပါတယ်အဲ့တော့ကာဝယ်ဆေးကတော့ထိုးပြီးပြီဆိုလို့ရှိရင်တို့ကရေမချိုးအောင်လေရေချိုးလို့ရှိရင်ဥပမာနေမကောင်းဖြစ်သွားတာတော့ကိုပူသွားပြီဆိုလို့ရှိရင်ကာကွယ်ဆေးရမအောင်ပေါ့နော်ကာကွယ်ဆေးထိုးပြီး10ရက်အတွင်းကတော့လုံးဝရေမချိုးအောင်အဲ့တော့ရေကိုတော့ကြိုတင်ပြီးတော့ချိုးထားပေးတာပိုကောင်းတာပေါ့နော်အဲ့လိုမျိုးအဲ့တော့ဒီနေ့ကတော့ကာကွယ်ဆေးထိုးတဲ့နေ့လေးဖြစ်ပါတယ်ကာကွယ်ဆေးထိုးထားမှလည်းတော့ဘာပြောကိုယ့်ရဲ့အိမ်မှာရှိတဲ့တီလေးတွေပေါ့နော်သူသက်ဆိုင်ရာတီလေးတွေကကာကွယ်ဆေးထိုးထားမှသာလျှင်ကိုကလက်ပွန်တီးနေတဲ့ခါမှာဥပမာကိုကုတ်တာပဲဖြစ်ချစ်တာပဲဖြစ်သူတို့တရေကိုထိတာပဲဖြစ်ပေါ့နော်အဲ့လိုမျိုးပေါ့တချို့တွေကအရင်လက်ပွန်တီးနေတယ်ဥနိုင်မဟေးသည်ဆိုလို့ရှိရင်တော့ပြောမနေနဲ့တော့နော်သူကတော့အလုံးထွေးပြီးနေတာဥနိုင်သမီးလည်းဒီတိုင်းပဲဥနိုင်ကတော့အိမ်မှာရောတဲ့ချိန်ရောတယ်ပြီးလို့ရှိရင်လက်ကိုဆေးတဲ့ချိန်ဆိုလို့ရှိရင်ဟိုလက်ကိုတော့ဒီကြိုက်ပြီးတာနဲ့သတိတရားနဲ့အမြဲတမ်းဆေးနေတာပေါ့လေနော်အဲ့တော့ကလေးတွေဆိုလို့ရှိရင်ငယ်တဲ့သတိပေးနေတာကြည့်ပြီးတော့ကြိုက်မိဆေးအဲ့လိုမျိုးပေါ့နော်သူတို့ကချစ်တဲ့ခါကျတော့ဂိုင်းနဲ့မုတ်ကတစ်ဖက်ခွေးရတစ်ဖက်အဲ့လိုမျိုးတွေလောက်တာမျိုးတွေရှိတာပေါ့ဆိုတဲ့ခါကျတော့ပြောချင်တာဗာလဲဆိုတဲ့ခါကျတော့ဒီတရိษံနေပေါ့နော်တိချစ်သူတွေမွေးတဲ့ခါမှာအရန်ကိုကဲလို့ဖို့လိုအပ်တယ်နောက်တစ်ခုကကျတော့ဟိုးတော့ရွှေစည်းနဲ့အခုရွှေစည်းနဲ့ပဲတွက်ကြည့်လိုက်လीနော်တကယ်လို့ခွေး9ကောင်အားနဲ့ကျွေးခဲ့တဲ့မွေးခဲ့တဲ့ကုံခဲ့တဲ့ပတ်စံတွေကိုမဟေးတီကိုနောက်နေတာငါတို့ရွှေတုံးသာဝယ်ထားခဲ့မယ်ဆိုလို့ရှိရင်ဥလားဆိုတော့တော်တော်လေးကိုချမ်းသာနေပြီလို့သူကဗာပြောဆိုဒါကုသိုလ်ရတာပေါ့အဲ့လိုမျိုးပြောတယ်အဲ့တော့ဒီနေ့ကတော့တီလေးတွေကိုအိမ်မှာရှိတဲ့3កောင်ပေါ့နော်တောင်ကစင်းထူတဲ့နေလေးဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာနှလုံးကောင်းလားဆရာသူကနှလုံးရမ်းတုံလို့လေအဲ့ဒါကြောက်လို့မိုးချိန်မှရတော့ကြောက်ဘူးမလားအရင်ထွက်တာမိုးချိန်မိုးချိန်တော့မဟုတ်ဘူးကိုနိုင်မိုးမနပိုင်းဟိုဖျားလေးချက်ခိုးလို့ရေချရေတုံလိုက်အောင်ကြောက်တယ်ပေါ့ဘာမှမဖြစ်ပါဘူး